ရင်ဆုံးကျွန်တော်ဆရာမပလဲကိုဖိတ်ခေါ်ချင်ပါတယ်ဟာလေလုယာဆိုတော့သူတို့ပြည့်ကျွန်တော်ဆရာကိုပေါ့နော်ကွန်ပျူတာစကားပြောကြရင်တဲ့အတူဆရာမအတွက်ပေါ့နော်ဘလို့ခင်မွန်းတဲ့မျိုးဖြစ်လဲနောက်တစ်ချက်ကတော့ဆရာမအနေနဲ့ဆရာကိုရင်ခုန်ရတဲ့အချက်တွေကတစ်ချက်လောက်ပေါ့နော်အင်တာဗျူးပါအဲ့ဒါလေးလည်းပြောပြပေးပါလို့ကျေးဇူးတင်ပါတယ်ဆရာမရှေးဥစွာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်လို့နော်ဘုရားသခင်ရဲ့မျက်နှာကိုထောက်ပြီးတော့ဆရာဒေးဗစ်လာရဲ့မွေးနေ့မှာလာပြီးတော့ပါဝင်ခွင့်စုံစင်ခွင့်ပြင်ဆင်တဲ့ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်လို့ကျမအတွက်ဝิญဉ်ရေးရမှာဥဆောင်ပေးနေတဲ့ခင်မွန်းတဲ့တယောက်လည်းဖြစ်ပါတယ်သူ့မှာအတူယူစရာတွေကတော့အများကြီးရှိသလိုအတူယူစရာမလိုအပ်တာဆိုတော့မယူဘူးပေါ့ကွာဆိုတော့ကဆရာမေးတယ်လေဘယ်ဟာနဲ့ဆရာဒီဘက်စီမှာအကြိုက်ဆုံးအရာဘာလဲတဲ့သူကမေးတယ်ဒီညနေမှာကျမကပြောတယ်အပြုံးလို့အဲ့ဒါနဲ့ဘယ်လိုပြောမလဲevenအိမ်မနေတခါတလေချစ်စရာမကောင်းလေစင်ပေါ်မှာနေချစ်စရာကောင်းသွားတယ်ဆိုတော့ဘာဖြစ်လို့ချစ်စရာကောင်းသွားတယ်ဆိုစင်ပေါ်ရောက်ရင် automatic ပြုံးသွားရောမျက်နှာဒါကြောင့်မို့ကျမနောက်တယ်တခါတလေအိမ်မှာလဲစင်ထိုးထားပေးမယ်ဆိုတကယ်လဲချစ်စရာကောင်းတဲ့ခင်မွန်းတယ်ဖြစ်ပါတယ်လို့ပြီးတော့ကျမကစကားပြောရင်စစ်တပ်အုပ်ချုပ်တယ်လို့စကားပြောတယ်ဆိုတော့အဖေလည်းဆရာဒီဘက်ကမကြိုက်ဘူးတားတွေကလည်းမကြိုက်ဘူးဒါပေမဲ့သားသမီးတွေမှာကောင်းကြီးတစ်ခုကဘာလဲဆိုလို့ရှိရင်သူတို့ကအဖေစီမှာနူးညံ့တိမ်မွေးချိုတာတဲ့နှလုံးသားရှိတဲ့အရာတွေကိုသားတွေကသမီးတွေကရရှိပါတယ်လို့နောက်တစ်ခုကတော့အဲ့ထက်ပိုပြီးသူတို့ရရှိတဲ့အရာကတော့ဟမ်မဆောင်တဘူးဘယ်လိုပြောမလဲအဟုတ်ကိုအဟုတ်ပြောတတ်တဲ့အရာကတော့အမေစီကသားတွေသမီးတွေရပါတယ်လို့ဒါကြောင့်မလို့ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းတယ်ကျမအတွက်တကယ်ပဲဘယ်လိုပြောမလဲဝิญဉ်ရေးရမှာတကယ်ပဲဦးစီးဦးဆောင်ပေးနိုင်တဲ့ဖခင်တယောက်ဖြစ်တယ်အဖေတယောက်လည်းဖြစ်တယ်သားသမီးတွေအတွက်အတူယူမယ်ဆိုရင်အများကြီးပဲသူကစီမနဲ့တက်ဘူးပေးတတ်တယ်ပေးတာများ break လွန်အောင်ပေးတတ်တယ်ဆိုတဲ့အခါမှာတစ်ခါတလေပြန်ဆွဲတဲ့လူကစိတ်ပုတ်တဲ့လူဖြစ်တယ်ဘေးနာလူကြည့်ရင်ဆိုတော့ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်48နှစ်တိုင်ပို့ဆောင်လိုက်တဲ့ဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းတယ်အတွင်းအပြင်လှပအောင်ကြက်တရေရှိအောင်ဖြူစင်အောင်ဖြောင်းမအောင်ဘုရားသခင်ကပဲဒီသားကိုလှုပ်ပေးနေတဲ့အရာတစ်ခုစီတိုင်းအတွက်ဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းသလိုနိုင်ငံအသီးသီးလူမျိုးအသီးသီးကလည်းပဲဘုရားမျက်နှာကိုချစ်ပြီးတော့ဒီသားအတွက်အထူးဆုတောင်းပေးနေခြင်းအရောက်စီသီးသီးကိုလည်းကျေးဇူးတင်တယ်လို့ထိုဆုတောင်းပေးခြင်းကသင်တို့မျိုးစေ့ချနေခြင်းဖြစ်ပါတယ်ထိုမျိုးစေ့ကသင်တို့ပြန်စားတဲ့အခါမှာမကုန်ဘူးဒါကြောင့်မို့ဒီဆရာအတွက်ပဲမဟုတ်ဘူးကျမတို့မသိတဲ့ဆရာတွေအများကြီးရှိတယ်ဖះကိုချစ်ပြီးလှုပ်ဆောင်ပေးနေတဲ့အမှုတော်ဆောင်တွေအများကြီးရှိပဲကျမတို့သိဖို့မလိုပါဘူးသင်တို့ခွန်အားရပြီးတော့ဂျားခံဆုတောင်းပေးနေခြင်းကသင်တို့အမှုတော်ဆောင်နေခြင်းပဲဖြစ်ပါတယ်လို့ဒါကြောင့်မလို့ဖះရှင်ကတော့လူတိုင်းပေါ်မှာအကြံစီတစ်ခုကြီးစီနဲ့ရွေးချယ်ရွေးကောက်ထားတယ်ဆရာဒီပစ်ကိုပဲတီးတဲ့ရွေးချယ်ခန့်အပ်ထားတယ်ဖះမဟုတ်ဘူးသင်တို့ကိုလည်းပဲဘာမှစင်မတက်ရလဲငါဆုတောင်းတတ်တယ်ငါစကားပြောနိုင်တယ်ငါရေနေ့တိုင်းတောက်ခွင့်ရနေသူတွေဘုရားသခင်နဲ့စကားပြောတတ်တဲ့သားသမီးတွေဖြစ်တယ်အဲ့ဒါတခုစီတိုင်းကမျိုးစေ့ချနေခြင်းဖြစ်တယ်အခမဲ့ချရတာပတ်စံမပေးရဘူးပတ်စံပေးပြီးတော့ခိုင်းအောင်မှလူတွေကလိုက်လှုပ်ချင်တယ်ဒါပေမဲ့ဘုရားသခင်နဲ့ပတ်သက်ရင်ဘုရားသခင်ဘက်ကအလကားကြီးပဲပေးပါတယ်လို့ဒါကြောင့်မလို့ဒီသားရဲ့အသက်ထံမှာလည်းပဲဘုရားသခင်ပေးထားတဲ့အရာကခုနကတော့တချင်းဆိုသွားသလိုပေါ့တုံည minus ပြနေတဲ့အခြေအနေကနေ step by step လူတိုင်းအတွက်ဘုရားသခင်ကအကောင်းဆုံးပြင်ဆင်တယ် step by step ဒီသားကိုလည်းဘုရားသခင်ကပဲချီးမြှောက်နေကြတာဖြစ်ပါတယ်လို့ဒါကြောင့်မလို့ဘုရားသခင်မျက်နှာကိုထောက်ပြီးတော့ကူညီနေခြင်းမဆာနေခြင်းအကြံဉာဏ်ပေးနေခြင်းချစ်ခြင်းတစ်ခုစီတိုင်းရဲ့စိတ်နှလုံးစေတနာရှိသည့်တိုင်သင်တို့ပေါ်မှာလည်းတိတ်လက်ရှံတဲ့ဘုရားရှင်တာ၍ကောင်းကြီးပေးပါစေလို့သင်တို့ရဲ့မွေးနေ့တွေကြာရောက်တဲ့ခါမှာလည်းပဲတာ၍
ဖျားသခင်ကိုချီးမွမ်းတက်ခြင်းကိုကိုွယ်တက်ခြင်းကပဲတာ၍ဖျားသခင်ကိုဘုန်းတော်ထင်ရှားမဲ့တာ၍သမီးတွေဖြစ်ပါတယ်ဆရာကိုလည်းကျေးဇူးတင်ပါတယ်ရောက်ခမကြီးကိုလည်းကျေးဇူးတင်ပါတယ်ကျမကအမြဲတမ်းရွတ်တယ်အိမ်မှာရောက်ခမယူတည်အသက်ရှည်နော်ရောက်ခမရှိခိုးသွားမကြိုးအဲ့ဒါနဲ့ရောက်ခမကိုပခုံးလေးပုတ်ပုတ်ပြီးတော့အမျိုးသမီးတွေမှတ်ထားရောက်ခမရှိတဲ့လူတွေနော်ဒါတင်တော့တကယ်ကောင်းကြီးဖြစ်ပါတယ်လို့စိတ်တရားရှိပြီးတော့ပြောတော့ပိုကောင်းတာပေါ့နော်ရောက်ခမယူသေးအသက်ရှည်ဆိုတော့နော်ဟုတ်တယ်ဟုတ်ကြည်ဒီနေ့လည်းမတိုက်ထားဘူးကျမကဝတ်လာမအမဲအောင်လှုပ်လိုက်ဟိုဗလဲတခွားမဲအောင်လှုပ်လိုက်ဟာစိတ်ကူးပေါက်တော့ဒါဝတ်လာတယ်ပြီးတော့ရောက်ခမလည်းလေမချိန်နာဘူးဒီမှာရောက်တော့အယောင်တူစီအယောင်မတူတာမဟုတ်နော်အဲ့ဒါအမြဲတမ်း तू ကလူအများအရှိရောက်ပြီးဆို तू ဘာလုပ်တယ်လဲလာရဲ့ချွေးမအောင်တူငါချွေးမအချောဆုံးအရန်လာတာပဲလူရှိရောက်ရင် तू ကလှုပ်ပြီးအဲ့လိုမျိုးဟုတ်တယ်ကျမလည်းပြောတယ်ကဘာပေါ်မှာဒီချွေးမတစ်ယောက်ပဲရှိတယ်အဲ့ဒါပေမဲ့ရောက်ခမအောင်လည်းကျေးဇူးတင်တယ်ဘယ်တော့ဖြစ်ဖြစ် तू ကချွေးမအောင်အကောင်းပဲ तू ကပြောတယ်အဲ့ဒါကြောင့်မလို့တင်တို့တွေလည်းတနေ့ရောက်ခမဖြစ်လာမှာအဲ့ဒါကြောင့်မလို့ကျမကလည်းတင်ယူတယ်ဘာလို့တနေ့ကျမလည်းရောက်ခမဖြစ်လာမှာကျမချွေးမဘလို့ချောလဲဆိုတော့အခုတည်းက practice လုပ်နေတယ်နော်ဒါကြောင့်မလို့အဲ့ဒါဘာဖြစ်လဲဆိုတော့တကယ်သားသမီး၃ယောက်ဖျားသခင်ပြင်ဆင်ပေးတာပါတယ်တကယ်ငငယ်ရွယ်နဲ့အမေထက်တောင်ရင့်ကျက်တယ်တခါကျရင်တို့ကအမေထက်ပိုးပြီးတော့ဟိုဘယ်လဲမချူအားဖြစ်တယ်တို့ကတီငယ်ရင့်ကျက်တယ်ဖျားဟိုတာပြီးစိတ်ချတယ်ဟိုတခါတလေတို့စီမှာတင်ယူရတဲ့အရာတွေပေါ့နော်အဲ့ဒါကျေးဇူးတင်တယ်ဟိုဖျားရှင်ကောင်းမြတ်တဲ့အကြောင်းကိုပြောရမှာဆိုမကုန်ဘူး Happy birthday ဆရာလား Happy birthday ချစ်ချစ်တုံးကဘာတုံးဆုံး Thank you ပါ God bless you all Thank you ဆရာမချစ်ရတော့